Okay ပါခင်ဗျာ။ Okay ဒီနေ့နန္ဒာမေးရှင်တာပေါ့နော်နန္ဒာတို့တော်တော်များများမေးကြတယ်ကျမကအသက်ကြီးနေပြီဒီ Ruby Mosiwa စနစ်ကိုစတင်ပြီးတော့ဝင်ရောက်လောက်ကိုက်ရှင်တယ် TikTok ပေါ်မှာ live လေးမလိမ့်တဲ့ပို့လေးမတင်တဲ့လက်ပုံလေးတွေလည်းမရိုက်တဲ့ video file လေးတွေလည်းမလုပ်တဲ့ကျမတို့ကလှုပ်ရှင်တယ်အဲ့ဒါဆိုလို့ရှိရင်ကျမတို့အတွက်ဘယ်လိုလောက်ကိုက်ရမလဲလို့မေးထားတဲ့ညီကိုမောင်နှမတို့ဆရာအနေနဲ့ဗာပြောရှင်တယ်ဆရာ ဟုတ်ကဲ့ပါခင်ဗျာနော်ဒါကကျတော့ကျွန်တော်တို့ဒါတော်တော်များကအတက်ကြီးပိုင်းတွေပါမယ်တချို့နီးပညာမကျွမ်းကျင်တဲ့ညီကိုမောင်နှမတွေပါမှာပေါ့နော်အဲ့လိုမျိုးလေးတွေစီးတယ်ဆိုရင်အဓိကကကျွန်တော်တို့ပေါ့နော်အတက်ကြီးပိုင်းပဲဖြစ်နီးပညာမကျွမ်းကျင်လို့ပဲဖြစ်ပေါ့နော်ကျွန်တော်တို့အားငယ်ကြမလို့ဘူးဘာကြောင့်လဲဆိုတော့ဒီစနစ်ကကျွန်တော်တို့လေ online ကနေလုံးဝလုပ်ဖြစ်တာမဟုတ်ကျွန်တော်တို့ဒါ online ကလုပ်တယ်ဆိုရင်ကျွန်တော်တို့ကလူငယ်တွေဖြစ်တယ်ပြီးနီးပညာပိုင်းကိုလည်းကျွန်တော်ထိုက်တဲ့အလျောက်လုပ်တတ်တာကြောင့်မို့ကျွန်တော်တို့က online နဲ့သွားတာဖြစ်ပါတယ်တကယ်လို့ညီကိုမောင်နှမတို့ကျွန်တော်တို့ဖွဲ့တယ်မှာဆိုရင်လည်းအများကြီးရှိတယ်နော်အသက်ကြီးပြီးတော့မှတကယ်တက်ဆဝယ်သုံးဝယ်တော့ပြီးတော့ကိုယ်တိုင်ကောင်းသွားတဲ့အရာကိုကျွန်တော်ကိုယ့်ပတ်ဝန်းကျင်ပေါ့နော်offline ဆိုတာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်အပြင်လက်တွေ့လိုက်ပြီးတော့ပြောပြပေးတယ်ညွှန်ပြပေးတယ်အဲ့လောက်လေးလုံးယုံနဲ့တကယ်အကျိုးမြတ်ရနေတယ်ကျွန်တော်တို့အသက်50ဝန်းကျင်60ဝန်းကျင်တွေကျမ်းမာရေးတက်စာဝယ်သုံးဝယ်တော့ပြီးတော့မှတလားကို3 4 5တောင်1000 2000ထိရနေသူလည်းအများကြီးရှိတယ်တကယ် manager SNT တက်သွားတဲ့ယာရုကြီးသမားတွေမှာလည်းအသက်50 60ဝန်းကျင်ထိကိုမှရှိတယ်ခင်ဗျာနော်ဒါကြောင့်မို့နီးပညာမကျွမ်းကျင်တာကကိုယ့်ရဲ့အပြစ်မဟုတ်ဘူးကိုကတကယ်လုံးကျင်ကန်ကျင်စိတ်ရှိတယ်ဆိုရင်ကျွန်တော်ဝယ်သုံးဝယ်တော့ပြီးကိုကောင်းတဲ့ຢာလေးကိုကျွန်တော်တို့ကပြန်ပြီးသူများကိုပြန်ပြောပြလောက်ယုံနဲ့ပတ်စံရရှိတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဘိုင်